မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေအခုတော့ဘဝအမောတွေဖြေဖို့မျက်လက်တစ်ခုတင်ဆက်လိုက်ပါတယ်ကလေးတငယ်တွေပါပြသနိုင်တဲ့ပြကွက်ဆိုင်ကလေးပဲဖြစ်ပါတယ်အင်မတန်ကြည့်ကောင်းပါတယ်ဒီပြကွက်ကရှုပ်ဝက်ချက်ကတော့ပိုက်ထဲမှာကျိုးနှချောင်းကိုချိတ်ဆက်ထားတာဖြစ်ပါတယ်။မြင်သာအောင်ပြောရရင်ကျိုးစနှစ်စကိုခွချိတ်ထားပါတယ်။ရှုပ်ဝက်ချက်ကိုသိသွားပြီဆိုတော့ဒီပြကွက်ကိုသင်လဲဖန်တီးပြသနိုင်ပါပြီ။ခုတော့ဒီလောက်ပါပဲ။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ။